ဆိုင်ရရပါပြီနောက်လဲဆုံးနောက်လဲဆုံးဝီဒါကတော့ကျွန်တော်တို့ဘက်ထရီ3ဘိန်းဒါဟိုဒီပေါ့နော်ဒီကျွန်တော်တို့မတန်ဆွမ်းလေးတွေစီးတဲ့ဟာလေးပေါ့ဒါလေးကိုဒါနိုင်ငံတကာအလှူရှင်တွေနဲ့ကျွန်တော်9ရက်သားသမီးအလှူရှင်တွေကနေပြီးတော့စုပေါင်းပြီးတော့လှူထားတဲ့အလှူငွေတွေကနေဆိုင်ကလေးတစ်စီးရယ်ဒါကတော့16သိန်းပေးရအလုံး19သိန်းနဲ့9000ရထားတာဒီမှာ3သိန်းနဲ့9000ရဒီမှာပေးလိုက်ပြီဘောက်ဖွက်တာရောနော်ဒါ3သိန်းနဲ့9000ဒီမှာ16သိန်း19သိန်း9000ဒါပိုတာလေးကိုပေးတာအလှူရှင်နာမည်လေးတွေကျွန်တော်တစ်ချက်လောက်ဖတ်ပြပေးမယ်နော်ကိုင်းဆိုတဲ့အမက3သိန်းနောက်ကိုလွင်မိုးဦးတဲ့သူကတော့လားစင်အလှူရှင်ပေါ့နော်လားစင်အလှူရှင်3သိန်းခွဲသူကနိုင်ငံခြားပြည်ပကနေလှူတာပေါ့ကိုလွင်မိုးဦးသူက3သိန်းခွဲနောက်ကိုတင်အောင်တဲ့မက်နီလာဖူထိုင်းနိုင်ငံက3သိန်းမက်လင်းလဲနိုင်က3သိန်းကိုအောင်စောဟိန်းမူရုံမြို့နယ်က9000မတ်စုစုထွေးက3သိန်းကိုကျော်စောဟိန်းနဲ့မမြင့်မြင့်ခိုင်တမီတွန်းရည်ဆိုမလေးရှားနိုင်ငံဒီမှာ3သိန်းကိုကျော်ကျော်က3သိန်းကိုကျော်မြင့်က9သိန်းကိုအောင်ကိုဦးကထိုင်းနိုင်ငံ3သိန်းတက်မှာ3သိန်းနဲ့မှ9000ဘောနော်အားလုံးပေါင်းကျွန်တော်တို့18သိန်းနဲ့မှ9000ဟိုဒါ16သိန်းဒါ3သိန်း9000 18သိန်း9000ဒါကတော့ကျွန်တော်နိုင်ငံတကာအလှူရှင်တွေနဲ့9သားမျိုးလှူထားတာလူရှင်တွေပါပြောဦးအခုလိုမျိုးသမီးကိုလူတန်းပေးတဲ့လည်းကျေးဇူးအများကြီးတင်ပါတယ်သမီးခုဆိုရင်ဒါလေးနဲ့ကိုယ်ဝယ်ပေးထားလေးနဲ့အားလုံးဆင်းပြေပါတယ်ကြောင်းပါရေသူအခုလေးတင်လိုက်တာနော်အခုလေးတင်ကျွမ်းသွားပြီတက်သွားပြီနော်ဆရာကြီးဖြစ်သွားပြီသူကသူ wipe လိုက်တာဝိဆိုကိုတော်ရမ်းနေတယ်အခုဒီဆိုင်ကနေဘယ်ထိသွားမယ်ဘယ်အထိခြေဆန့်မလဲဒါသူစောနာတော့ပြောတယ်ရတယ်တဲ့ကိုကြီးတဲ့အစဉ်ပြေသွားကြီးတဲ့သမီးအိမ်မှာရံဖြစ်လို့တဲ့အဝတ်တွေပါထည့်ပြီးသမီးချင်းတော့မှာတဲ့ဟုတ်လားနော်ဒါခလုတ်တွေလည်းသိပါပြီဟုတ်ကျောင်းပါရဲ့ဒါကကျွန်တော်တို့9ရက်သားသမီးတွေနဲ့ဒီမြန်မာနိုင်ငံရောနိုင်ငံတကာအလှူရှင်တွေရောဒါလှူပေးထားတာနော်ဒါလေးကသူ့အတွက်ပေါ့နော်ကျွန်တော်အသုံးဝင်မယ်လို့ထင်တယ်ဗျဘာဖြစ်လို့လဲဆိုတော့စောနာပြောသလိုပဲသူ့ရဲ့ဘဝမှာပေါ့နော်သူသွားခြင်းတဲ့နေရာတွေမသွားခဲ့ရဘူးဟိုဒီပြင်မလောကကိုအထီးတွေ့မရှိခဲ့ဘူးပေါ့နော်ဒီအိမ်သားနဲ့လမ်းထိပ်ကတောင်မှလမ်းထိပ်ဆိုတာတောင်မှသူသွားရခဲ့တယ်ပေါ့နော်လားတွေနှစ်တွေချီမှလမ်းထိပ်တစ်ခေါက်လောက်ရောက်တဲ့အနေအထားဖြစ်တဲ့အတွက်ပေါက်မယ်လို့ထင်တယ်နော်ဒီဟာလေးဆိုလဲသူသွားခြင်းတဲ့နေရာလေးသွားလို့ရလောတဲ့လှိုင်သာယာတွင်းရတော့သူကြိုက်တဲ့နေရာသွားဟောအားလည်းခံတယ်သူကဗာဒီယို35ကိုနှလုံးတွဲကြီးထည့်ထားဆိုတော့တော်တော်လက်ခံပါတယ်ဒါလေးဆိုလဲသူ့အတွက်အဆင်ပြေမယ်ထင်လို့ကျွန်တော်ကဒါလေးကိုရည်ရွယ်ပေးလိုက်တာပေါ့နော်လက်ရှိလဲသူကဈေးဆိုင်ဖွင့်ဖို့အတွက်စီစဉ်နေတာပစ္စည်းတွေအများကြီးစုဆောင်းနေနော်ဒါဈေးဆိုင်ဖွင့်တော့မှာကဲလောကတာပစ္စည်းလေးမဆုံးသေးလို့စူးတော့မသေးပါနော်အဆင်ပြေသွားလို့ရှိရင်တော့ဖွင့်တော့မှာပါဒါနော်ဆန်စီငရုတ်တက်တွန်းမုတ်တွေဂျယ်လီတွေအကုန်အများကြီးပဲဒီမှာသူဈေးဆိုင်ဖွင့်မဲ့ဟာတွေပြီးရင်ဒီဈေးဆိုင်လေးကိုဖွင့်ပြီးတော့မှသူကဒီဈေးလေးရောင်းနေတစ်ဖက်ကနေပြီးတော့ဒီဆက်ချုပ်တဲ့ဟာလေးကိုလည်းသူဆက်ပြီးတော့တင်နေအောင်ပါဆက်ချုပ်တာလေးဆက်ချုပ်တက်သွားရင်သူကဆက်ချုပ်ဆိုင်လေးဖွင့်မှာတော့ဖွင့်မယ်ဒါဆိုရင်စဉ်းစားပါတခုကောင်းတာသူ့ကိုပေါ့နော်လှူတဲ့တန်းနဲ့ဒါအလှူရှင်တွေတခုကောင်းတာဗာလဲဆိုတော့သူကတိတ်ပြီး3တာဖြုံးတာမရှိဘူးKTV မှာဆက်ဘဲမှမသွားဘူးသူ့အိမ်မှာပဲနော်ဘဲမှမသွားဘူးနော်နောက်ပြီးတော့ဟိုပြည်သူရင်မြင်တို့ဘာလို့သူများလေကလပ်တွေဘားတွေလဲသွားဘာမှသွားမလုပ်ဘူးသူကသူနေတာဒီနေ့မဟုတ်ဘူးလားပို့စားတယ်မစားခဲ့တယ်ရမစားဘူးမစားဘူးလားသမင်းပဲမဟုတ်မစားဘူးလေတနေ့ကိုဒီလိုလုပ်လိုက်မစားရင်လည်းအာဟာရတွေပါရှိတယ်လေအာဟာရတွေပါပြတ်မှာသူရဖို့စားလိုက်150လောက်စားနော်အဲ့ဒါမှကိုအာဟာရရှိပြီးတော့နည်းပါပြည့်ဖြိုးလာဟုတ်လားကျေးဇူးတင်ပါတယ်လူရှင်တွေအကုန်လုံးကျေးဇူးပါတွေ့မြရတဲ့ကောင်မလေးသိမမြင်နေငယ်ကလေးဘိုးအရင်ကလူနေကွယ်လောလောဆယ်တွေ့ဘာကြောင့်သူရှုပ်